ဒီနေ့အကြောင်းအရာကတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ပါစာစည်းမြန်ခင်ရဲ့တရားဟောချက်ရဲ့follow up လည်းဖြစ်တယ်နော်ဂျားထဲမှာတော့ဒေါက်တာဆယ်မြတ်ခိုင်ဝတ်ဂျားခံသွားတယ်ကျွန်တော်ကိုတရားဟောပါလို့ပြောတဲ့ခါကျကျွန်တော်လည်းအဲ့ဒါ follow up တစ်ခုလုပ်ရင်ကောင်းမယ်လို့ထင်တယ်ဘာဖြစ်လို့ဆိုတော့တချို့လူလည်းစိတ်ရှုပ်သွားနိုင်တယ်နော်သူပြောတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ကြားတဲ့လူထဲမှာဒုလောနဲ့စိတ်ရှုပ်ထွေးမှုတွေလည်းဖြစ်နိုင်တယ်တကယ်တော့တရားစီရင်ခြင်းဆိုတဲ့အရာကတော့တော်တော်ကျေပြန့်တယ်နားလည်ဖို့လည်းပဲခက်တဲ့အရာတွေဖြစ်တယ်သို့တော်လည်းပဲမကြာခဏကျွန်တော်တို့လူသားတွေရင်ဆိုင်ရတဲ့အရာတွေတွေ့ကြုံရတဲ့အရာတွေဖြစ်တယ်တခါလေကျတော့တရားစီရင်ခြင်းကဟိုတရားရုံးမှာသွားပြီးတော့တရားသူကြီးရှေ့မှာမဟုတ်ဘူးနော်တခါလေကျတော့ရက်ွက်လူကြီးလည်းဖြစ်နိုင်တယ်မြို့နယ်လူကြီးခရိုင်လူကြီးဒါမှမဟုတ်ရင်လည်းရဲစခန်းမှုလည်းဖြစ်မယ်ဒါမှမဟုတ်ရင် traffic police ရင်ထိန်ပုဂ္ဂိုလ်ရှေ့မှာလည်းဖြစ်နိုင်တယ်ဒီနေ့ကျတော့ကျွန်တော်ပြန်လာတဲ့အချိန်မှာပုံမှန်ကတော့ကျွန်တော်ကအုတ်တုတ်ဆောင်တယ်ဟောပြီးတော့ license လည်းပဲအမြဲတမ်းပဲအိတ်ထဲမှာရှိတယ်ဒါပေမဲ့တိုက်ဆိုင်ပေါ့တိုက်ဆိုင်ပဲပြောမလားတော့မသိဘူးဟောအဲ့ဒီနေ့ကကြတော့ဒီရင်ထိန်ရဲတွေကလည်းအကြောင်းရှိမှပဲရှိနေတယ်ကွာကျွန်တော်လာတဲ့ချိန်မှာဆိုင်ကယ်ကိုရက်ခိုင်းပြီးတော့အုတ်ထုတ်ရတော့ရှိတယ်ပေါ့နော်နောက်မီးတွေလည်းရှိတယ်license card တွေလည်းရှိတယ်အဲ့လိုဆိုတော့သူတို့ကလည်းဟိုစားရင်မောင်းလိုက်ရှင်နဲ့မေးပြန်နော်ရင်မောင်းလိုက်ရှင်ဆိုတော့ကျွန်တော်ကရင်မောင်းလိုက်ရှင်တော့ကျွန်တော်ကတော့ခါတိုင်းတော့ပါတယ်လို့ဒီနေ့ကျတော့အဲ့ဒီပတ်ဆိုင်အဲ့ကမပါလာဘူးလို့အဲ့လိုပြောတော့ပြဿနာစပြီ तू ကဒါဆိုရင်လည်းဟိုစားပါလာတဲ့ဒီရင်ပါခေါ်လဲ this why ဟိုစားလေအဲ့ဒါပါခေါ်လဲဝီးတက်လာပါခေါ်တယ်နော်အဲ့ဒါပါလားဆိုတော့ပါတယ်ဆိုတော့ထုတ်ပြလိုက်တဲ့ခါမှာအဲ့ဒီကောင်တက်တန်းကုန်တယ်နော်ကျွန်တော်လည်းမသိဘူးတက်တန်းရှိတယ်လို့ပဲထင်နေတာနော်ဒါပေမဲ့တစ်လနှစ်လလောက်လားမသိကုန်နေတယ်ဇန်နဝါရီလားမသိဘူးနော်အဲ့ဒါနဲ့ကဲဒါဆိုတော့ဆိုင်ကတော့ပြပါဆိုတော့ဆိုင်ကတော့ဆိုတော့ကျွန်တော်အဲ့ဒီဆိုင်ကတော့မှရုံးတော့တယ်ပါတယ်ဆိုတော့ကျွန်တော်ဒီဟာပေးလို့မရဘူးလို့ဆိုင်ကတော့တစ်ချောင်းသူယူသွားတယ်ယူပြီးတော့ဖြစ်ချင်တော့အဲ့ဒီချိန်က10နိုင်မှဆိုရင်အတန်းရှိတယ်ထင်တယ်ကျွန်တော်တခုရှိတယ်အဲ့ဒါနဲ့ကျွန်တော်ပြောတယ်မဟုတ်ကျွန်တော်ဓာထားခဲ့ရမယ်ကျွန်တော်လည်းသွားကြရှိတယ်ဟိုမှာအဲ့လိုပြောလိုက်တဲ့ခါကျတော့ဟိုပြောရင်နဲ့နောက်ဆုံးကျတော့နောက်ဆုံးလူတယောက်ရောက်သွားပေါ့ရောက်သွားတဲ့ခါကျတော့အဲ့လူကတော့ကျွန်တော်ဒီမှာပဲနေတယ်လို့ဒီကျောင်းအုပ်ဖြစ်တယ်လို့ပြောတဲ့ခါကျဒါဆိုတော့သွားပါတယ်ပြန်ပေးလိုက်တယ်နော်ဒီတော့ကိုပြန်ပေးလိုက်တယ်အဲ့ဒါနဲ့ကျွန်တော်လွတ်သွားပေါ့အဲ့ဒါအသေးစားပေါ့နော်အဲ့ဒါလည်းပဲတရားစီရင်တာအသေးစားပဲလေအဲ့တော့ဒီနေ့ခေါင်းစဉ်ကတရားစီရင်ခြင်းဧဝံဂေလိသတင်းစကားနော်ဒီနှစ်ခုကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာဒီစကားလုံးနှလုံးပေါ့တစ်ခုကတော့တရားစီရင်ခြင်းတစ်ခုကတော့ဧဝံဂေလိသတင်းစကားဆိုတော့ရုပ်တရက်ကြည့်လိုက်တဲ့အခါမှာရုပ်တရက်ဆိုရင်တော့အဲ့လိုလုပ်ရမယ်နော်စန့်ကျင်ဘက်လိုမျိုးဖြစ်တယ်နော်ဘာဖြစ်လို့စန့်ကျင်ဘက်ဖြစ်တယ်လဲဆိုတော့ဧဝံဂေလိဆိုတာကျွန်တော်နားလေတာကသတင်းကောင်းတရားစီရင်ခြင်းဆိုတာကဘယ်သူမှမကြိုက်ဘူးเนาะအသေးပဲဖြစ်ဖြစ်အကြီးပဲဖြစ်ဖြစ်ကျွန်တော်တို့ဖြစ်နိုင်သမျှရှောင်ရှားခြင်းတဲ့အရာကျွန်တော်တို့အတွက်နှစ်မျိုးပွဲနှစ်လူပွဲကောင်းတဲ့အတုံးအနှုံအတွေ့အကြုံဘ ഹു တုတမဟုတ်ပါဘူးเนาะခုနကတော့ပြောတဲ့အရာကတော့အသေးလေးဖြစ်တယ်
ကျွန်တော်လည်းကျွန်တော်အတွက်တော့မဟုတ်တယောက်ပေါ့ကျွန်တော်နဲ့သက်ဆိုင်တဲ့လူတယောက်ကြောင့်ဟိုးတရားရုံးမှာအထီးအဲ့ဒီဆိုင်ကယ်ကိစ္စ1000ခွဲလားမသိဘူး1000ခွဲလား3000ခွဲလားမသိပတ်စံတော့ပြရတယ်အခွန်သွားဆောင်ရတဲ့အထိအဲ့လိုပြစ်တာပေါ့အခွန်တော့မဟုတ်ပြစ်တာဆောင်ရတဲ့အထိအဲ့လိုမျိုးရှိတယ်အဲ့ဒီကကြတော့ဒီနှစ်ခုကနော်တည်င်းကောင်းတရားစီရင်ခြင်းတည်င်းကောင်းဆိုတော့လက်ခံဖို့ရခက်ခဲတယ်နော်လက်ခံဖို့ရခက်ခဲတယ်လို့ရှင်းပြဖို့လဲခက်ခဲတဲ့တည်င်းစကားဖြစ်တယ်ကျမ်းစာထဲမှာကျွန်တော်တို့အတိအလင်းရေးထားတယ်နော်ဒီမှာယောမဩဝါဒစာခိုင်း1:16မှာဆိုရင်ဧဝံဂေလိဆိုတာကတော့တဲ့ယုံကြည်တဲ့လူတိုင်းကိုကယ်တင်နိုင်တဲ့ဘုရားသခင်ရဲ့ဗာလဲတကူတော်အဲ့ဒါကကျမ်းစာကနေအတိတ်ဘက်ဖွင့်ထားတဲ့ဧဝံဂေလိနော်ဒါကြောင့်မို့ကျွန်တော်တို့သွားပြီးတော့လူတွေကိုဧဝံဂေလိဝေငှတဲ့အခါမှာကျွန်တော်တို့ဝေငှတဲ့သတင်းစကားကယုံကြည်တဲ့လူကိုတကယ်ပဲကယ်တင်နိုင်သလားဒါမှမဟုတ်ရင်နားထောင်လို့ကောင်းတယ်ကြားလို့ကောင်းတယ်ဘုဒ္ဓတာတိုးသွားတာပဲပေါ့အဲ့လောက်အတိုင်းတာပဲဖြစ်သလားဒါဆိုရင်တော့ဧဝံဂေလိတော့ပြောလို့တော့မရသေးဘူးနော်သတင်းစကားတော့သတင်းစကားပဲသတင်းကောင်းလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့လူကိုကယ်တင်နိုင်တဲ့ဘုရားသခင်ရဲ့တကူတော့မဟုတ်သေးဘူးပေါ့နော်ဒီနေ့တရားစီရင်ခြင်းသတင်းကောင်းတရားစီရင်ခြင်းနဲ့ဆိုင်တဲ့ဧဝံဂေလိလို့ပြောတဲ့အခါမှာစောစောတုန်းကဒီအလဲပိုင်းတိုင်းကျောင်းသူကျောင်းသားတွေတချင်းမဆိုခင်ပါနော်သူတို့ကိုကျေးဇူးတင်ပါတယ်နော်အားလုံးကိုတချင်းဆိုတဲ့လူတွေနော်တချင်းဆိုတတ်တဲ့လူတွေအားလုံးကတော့ဒါဂုဏ်ယူစရာပဲကျွန်တော်တို့အရာလေးစားထင်ကြည့်ရတဲ့ဒေါက်တာခိုက်ဝလည်းသူလည်းခွာရပါဖို့ရအမျိုးစုံစူးစမ်းပြီမဲ့တခါမှမအောင်မြင်ခဲ့ဘူးလေ audition တခါမှမအောင်ဘူးဆိုတော့သူလည်းပဲကျွန်တော်လူပဲဖြစ်မယ်နော်တချင်းမဆိုတတ်တဲ့လူအတန်မတဲ့တဲ့လူအဲ့တော့ตาရသောအတန်နဲ့ဘုရားသခင်ရဲ့ဂုဏ်တော်ကြီးမွမ်းသားတဲ့အလေပိုင်းတိုင်းမှာကျောင်းသူကျောင်းသားတွေဘုရားသခင်ကျွယ်ဝမြတ်စွာကောင်းကြီးပေးပါစေအဲ့တော့သူတို့မဆိုခင်မှာကျွန်တော်ဖတ်သွားတဲ့ကြမ်းကြက်ဒါရကြခိုင်း14:6နဲ့ခွန်ကိုဖတ်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီထဲမှာလို့ရှင်ဒီနေ့ကျွန်တော်ဝေငှသွားမဲ့သတင်းစကားအထူးသဖြင့်ဧဝံဂေလိသတင်းစကားเนาะဒီမှာရေးထားတယ်အငယ်6မှာထာဝရဧဝံဂေလိသတင်းစကားလူမျိုးတကာတို့ကိုကြွေးကြော်ရမယ်ထာဝရဧဝံဂေလိသတင်းစကားဆိုပြီးတော့အငယ်ခွန်မှာကြတော့တရားစီရင်သောအချိန်ရောက်လာပြီဆိုတော့ဒီဧဝံဂေလိသတင်းစကားဟာတရားစီရင်ခြင်းနဲ့ဆိုင်သောဧဝံဂေလိသတင်းစကားဖြစ်တယ်နော်ဒါကိုနားလည်ဖို့ရန်ဒီနေ့တကယ်ပြောမယ့်အရာကတော့တစ်ခုပဲရှိတယ်ကွာဒါပေမဲ့အဲ့ဒီတစ်ခုနားလည်ဖို့ကတော်တော်ခက်တယ်နော်တရားစီရင်ခြင်းအကြောင်းမှာဒီနေ့ဝေငှသွားမယ့်အရာကတစ်ခုပဲရှိတယ်အဲ့ဒါကကျွန်တော်တို့ဘုရားသခင်ကိုယုံကြည်လက်ခံလိုက်လျှောက်တော်သူများကတော့ရင်ဆိုင်ရမှာမဟုတ်ဘူးအဲ့ဒီလူကနေလွဲလို့ကမ္ဘာပေါ်မှာရှိသမျှအားလုံးကရင်ဆိုင်ရမယ်တရားစီရင်ခြင်းရဲ့ရလတ်ပေါ့ပြောမှာပေါ့နော်တရားစီရင်ခြင်းရဲ့ရလတ်အကြောင်းတရားစီရင်ခြင်းရဲ့ရလတ်ကနှစ်ခုရှိတာပေါ့တစ်ခုကတော့
ဖယားတကယ်သားသမီးတွေရမယ်နောက်တစ်ခုကတော့ဖယားသခင်ကိုမယုံကြည်တဲ့လူတွေလက်မခံတဲ့လူတွေရမယ်အရာနှစ်ခုရှိတယ်နော်ဒါမဲ့ဖယားသခင်ကိုယုံကြည်လက်ခံတဲ့လူတွေရမယ်အရာကတော့ဒီနေ့ရဲ့တရားချက်ရဲ့အဓိကအာယုံစိုက်မဲ့အရာတော့မဟုတ်ဘူးဖယားသခင်ကိုညှင်းပယ်တဲ့လူတွေရရှိမဲ့အရာတစ်ခုကိုအဓိကတင်ပြသွားမယ်ဒါပေမဲ့အဲ့ဒါကိုနားလည်ဖို့ရကျွန်တော်တို့ဗျာဒိတ်ကျမ်းအခန်းကြီး22ခုရှိတယ်ကွာအဲ့ဒီအခန်းကြီး1ကနေ7အထိကတော့ဒါကအနာဂတ်စကားနဲ့ရာဇဝင်နဲ့ရောနေတယ်ဆိုတော့ဖြစ်ပြီးတာလည်းပါတယ်မဖြစ်သေးတာလည်းပါတယ်ဖြစ်ဆဲအရာတွေလည်းပါတယ်သို့တော့7ကနေ22ကတော့မဖြစ်သေးဘူးအနာဂတ်မှာဖြစ်မဲ့အရာတွေနဲ့ပတ်သက်ပြီးတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်အနာဂတ်စကားနဲ့ဆိုင်တဲ့သတင်းစကားပေါ့ဒါကြောင့်ဒီ7ကနေပြီးတော့22ကိုနည်းနည်းလေးအချင်းချုပ်လေးပေါ့နော်အဲ့တော့ဗျာဒိတ်ကျမ်းခန်းကြီး7မှာဘာကြောင့်ပါတယ်လဲအမျိုးသမီးနဲ့ဘာလဲ The woman and the dragon ဆိုတော့ငကားဒီမှာဘယ်သူတွေပါတယ်လဲဒီထက်မှကျွန်တော်တွေ့တဲ့အခါမှာဒီတရားစီရင်ခြင်းမှာပါဝင်တဲ့ဇက်ကောင်တွေပေါ့ပြောမယ်ဆိုရင်အမျိုးသမီးကတော့တန်ရှင်းသူနဲ့ဘုရားသခင်ရဲ့သားသမီးတွေဘုရားသခင်စကားကိုနားထောင်တဲ့လူဘုရားသခင်နောက်ကိုလိုက်တဲ့လူတွေနော်တစ်ဖက်မှာတော့သူ့ကိုစန့်ကျင်ဘက်အမြဲတမ်းဖြက်စီးဖို့ရအမြဲတမ်းညှဉ်းပန်းနှိပ်စက်ဖို့ရကြိုးစားတဲ့ခေါင်းဆောင်ကြီးငကားကြီးပြီးတော့အခန်းကြီး73မှာကြတော့ဒီရာဇဝင်မှာဒီငကားကြီးရဲ့လက်ပါစီနော်ငကားကြီးကရှင်းရှင်းပြောမယ်ဆိုငကားကြီးကသူကကိုရောင်ဖြောက်ပါရကူနော်သူကမတွေ့ရဘူးနော်အဲ့တော့ तू ကတွေ့ရတဲ့ပုံကိုယ်တွေကိုသူ့ရဲ့လက်ပါစီတွေလှုပ်ထားတာအဲ့ဒါဒီဗျာဒိတ်ကျမ်းအခန်းကြီး73မှာဆိုရှင်ပင်လေတွေကတာရဲ့ပြီးတော့ကုန်းပေါ်ကတာရဲ့နော်အဲ့ဒီနှစ်ခုနဲ့ရှင်းရှင်းပြောမယ်ဆိုရင်ငကားရဲ့လက်ပါစီနှစ်ဦးပေါ့နော်ဗျာဒိတ်ကျမ်းအခန်းကြီး14ကတော့ကျွန်တော်တို့ဒီနေ့တင်ပြသွားမယ့်အကြောင်းအရာပါဝင်တယ်အဲ့ဒီထဲမှာဧဝံဂေလိသတင်းစကားပါတယ်ခရစ်တော်ကြွလာခြင်းပါတယ်နောက်ပြီးတော့ရိတ်သိမ်းခြင်းနှမျိုးပါတယ်နော်တခုကတော့ harvest of the wheat ဂျုံစပါးရိတ်သိမ်းတာတခုကတော့ harvest of the grapes စပျစ်သီးရိတ်သိမ်းတာနော်နောက်ဗျာဒိတ်ကျမ်းခန်း15မှာကြတော့ဒီခရစ်တော်မကြွလာခင်မှာဒီလောကသူလောကသားတွေအထူးသဖြင့်သေချာလေ့လာမယ်ဆိုရင်တော့ဒီငကားရဲ့လက်ပါစေသူ့ရဲ့နောက်လိုက်တွေရင်ဆိုင်ရမဲ့တရားစီရင်ခြင်းရဲ့ဘာခေါ်မလဲအမီးလေးတွေပေါ့ဩတရားစီရင်ခြင်းအမီးအဲ့ဒီမှာကျွန်တော်တို့သိထားတဲ့အရာဒီအငယ်16မှာဆိုလို့ရှိရင်သူကအသေးစိတ်ပြန်ဖော်ပြထားတယ်ဘေးဒဏ်9ပါးဆိုပြီးတော့ကျွန်တော်တို့အဲ့ဒီမှာပထမဆုံးဘေးဒဏ်ကတော့အင်မတန်မှနာကျင်သောအနစိမ့်ပဲပြောပါတော့နော်အနစိမ့်ဒါမဲ့ဒီရိုးရိုးအနာစိမ့်တော့မဟုတ်ဘူးခင်ဗျားတို့ယာဒီပြောင်းတဲ့အခါမှာရတဲ့အနာစိမ့်တက်ဆိုးတယ်အစ100လောက်ဆိုးပါနော်ပြီးတော့ဒုတိယကပင်လယ်ရေတွေကသွေးဖြစ်သွားတယ်ဆိုကြတဲ့ကတော့ပင်လယ်ထဲကနေစားတဲ့ရိတ်ခါတွေမရတော့ဘူးပေါ့နောက်တစ်ခုကမြစ်ထဲကဆိုတော့ပြီးသွားပြီနော်မြစ်ထဲကစားတဲ့ရိတ်ခါလည်းမရတော့ဘူးတောက်ရည်လည်းမရတော့ဘူးပြီးမှအဲ့လိုအနေထားမှာနေရလို့ချင်းအစမတန်ပူပြင်းမယ်အဲ့ဒီအချိန်မှာအမောင်လွှမ်းမယ်အဲ့ဒီနောက်တကက်ကဘာရဲ့အလဲဘိုးမှာရှိတော့ယူဖရစ်တစ်မြက်ကခန်းချောက်သွားမယ်
နောက်ဆုံးမှလို့ရှင်အဲ့ဒါလေးကြီးလိုက်တဲ့ခါမှာကျွန်တော်လဲဒါဖတ်လိုက်တဲ့ခါမှာဒီနေ့ဟိုမြန်မာနိုင်ငံမှာမန္တလေးတို့စကိုင်းတို့ဖြစ်တဲ့အစားသတိရမိတာပေါ့ကွာမြင်းကနေလှုပ်ပြီးတော့ပါလာလဲမိုးတွေရတယ်သူတို့ကတော့မိုးသီးကြလားမကြလားတော့ကျွန်တော်မသိဘူးများသောအားဖြင့်တော့ကျွန်တော်အညာမှာနေတဲ့အခါမှာမိုးစရွာရင်တော့မိုးသီးတွေကြတယ်နော်တေးသေးလေးတွေပဲကျွန်တော်တို့တော့ငယ်ငယ်ကောက်စားတာပေါ့ရေခဲကြိုက်တယ်ဆိုသို့တော်ဒီမှာကြမဲ့မိုးသီးကြတော့သွားကောက်စားလို့မရဘူးသူကပေါင်100တဲ့ပေါင်100ဆိုတော့ရာဘာထုတ်တဲ့လူတော့သိမှာကွာရာဘာကတစ်ပေါင်ခွဲတို့3ပေါင်တော့ရှိတယ်နော်အဲ့ဒါအချက်လုတ်လိုက်ရင်တော့20အစိတ်30လောက်ဖြစ်နေမှာကွာအဲ့လိုဆိုရင်အဲ့ဒါကြီးကိုပြုတ်ကျလာမယ်ဆိုရင်တော့လွယ်တော့မလွယ်ဘူးနော်ကဲအဲ့ဒါက16မှာ16မှာပြန်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ဗျာဒိတ်ကျမ်းခိုင်း14မှာအခုနောက်ဖတ်သွားတဲ့6ခွန်8 9ဆက်ဖတ်မယ်ဆိုရင်ဒီတရားစီရင်ခြင်းမှာဘာဘလုံပါလာတယ်ပြီးတော့တာရဲပါလာတယ်16မှာဆိုရင်ဘာဘလုံအဲ့ဒီဘာဘလုံဆိုတဲ့အမျိုးသမီးကြီးကတာရဲပေါ်မှာထိုင်နေတယ်နော်ဒါဆိုတော့အတိတ်ပဲသူတို့ကတစ်ကြိတ်တည်းတကြံတည်းတစ်ဖွဲ့တည်းပေါ့18မှာဆိုရင်ဒီဘာဘလုံရဲ့ကြဆုံးမှုနဲ့တရားစီရင်ခြင်းအကြောင်း19မှာတန်ရှင်းတဲ့သူတွေနဲ့ခရစ်တော်ရဲ့အောင်ပွဲဘယ်သူအပေါ်မှာအောင်ပွဲလဲဆိုတော့ဘာဘလုံနဲ့တာရဲပေါ်မှာ20မှာကြတော့ခရစ်တော်နဲ့တန်ရှင်းတဲ့သူတွေကတရားစီရင်တယ်21 22မှာကြတော့တန်ရှင်းသူနဲ့ခရစ်တော်ကောင်းကင်တဲ့မြေကြီးတဲ့မှာစိုးစံတဲ့အကြောင်းเนาะဒါကတော့ဒီနေ့သတင်းစကားကိုကျွန်တော်တို့နားလဲဘလောက်ကျေပြန့်ဆိုဘလောက်ရှုပ်ထွေးနဲ့နေတဲ့သတင်းစကားလဲဆိုတာဒီအခင်းအကျင်းကိုကြည့်လိုက်တဲ့အခါမှာ7နှစ်ကနေကြည့်လိုက်တဲ့အခါမှာဒီဇက်ကောင်တွေကိုပေါ်ပြထားပြီးတော့တရားစီရင်ခြင်းပဲပြောမှဆိုအဲ့ဒီတရားစီရင်ခြင်းမှာနှစ်ဖက်ပဲရှိတယ်ဒီမှာတော့မကြာခဏသုံးထားတဲ့စကားလုံးကတော့တိုးတငယ်ပေါ့နော်တိုးတငယ်နဲ့နောက်လိုက်တွေသူတို့ကိုတော့ကောင်းတဲ့အမျိုးသမီးတစ်ဖက်မှာကျတော့နဂါးရဲ့နောက်လိုက်နဂါးရဲ့တကယ်လက်ပါစီအကြီးစားတာရဲအဲ့ဒီမှာသူနဲ့အပေါင်းပေါ်ဖြစ်တဲ့မိစ္ဆာပရောဖက်သူရဲ့နောက်လိုက်ဘယ်လိုဖော်ပြထားလဲတာရဲတစိတ်ကိုလက်ခံတဲ့လူတွေသူတို့ရဲ့ဒီဇက်ကောင်နေပါဝင်တဲ့တရားစီရင်ခြင်းနဲ့အဆုံးမှာတစ်ဖက်ကဘာလဲမွေပေါ့နော်နဂါသားရဲ့နဲ့သူ့ရဲ့အပေါင်းအပါဟောသူ့ရဲ့အပေါင်းအပါဖြစ်တဲ့ဘာဘလုံဆိုတဲ့အမျိုးသမီးမကောင်းတဲ့အမျိုးသမီးနဲ့ပုံဆောင်ထားတဲ့လူစုတွေခံရမဲ့ရလတစ်ဖက်မှာလည်းပဲတိုးတငယ်နဲ့သူ့ရဲ့အပေါင်းပါတွေရရှိခံစားမယ်ဆုလတ်အဲ့ဒါတွေကဒီအခင်းကျင်းထဲမှာအကုန်လုံးဖော်ပြထားတာကိုတွေ့ရတယ်နော်ဒါကြောင့်အခုနောက်တော့ကျွန်တော်7ကနေ22ကိုဖော်ပြတာနော်14ကိုအခုကျွန်တော်တို့က14တဲကသတင်းစကားကိုကြည့်ပါဦး14မှာကျတော့ခွဲခြမ်းစိတ်ပြလိုက်တဲ့အခါမှာအခန်းကြီး14အငယ်1ကနေ9မှာကျတော့တန့်ရှင်းသူတွေရဲ့အောင်ပွဲအဲ့မှာဘာတွေ့ရလဲဆိုတော့3,400,400နော်3,400,400ကိုတွေ့ရတယ်တန့်ရှင်းတဲ့သူတွေကဲတင်ချင်းစုကျေးဇူးရရှိတဲ့မြင်ကွင်းလေးပေါ့ကွာပြောမယ်ဆိုရင်အငယ်ခိုမှာကြတော့ဘာပြုလို့တရားစီရင်ခြင်းခံရတယ်ကိုကနေ7မှာကြတော့သားရဲကစီရင်ခြင်းခံရတယ်ကိုကနေ7မှာပဲသားရဲရဲ့နောက်လိုက်တွေတရားစီရင်ခြင်းခံရတယ်14ကနေ20မှာကြတော့ဒီရိတ်သိမ်းခြင်းနှစ်ခုပေါ့နော်ခရစ်တော်ကြွလာတဲ့အခါမှာရိတ်သိမ်းခြင်းနှစ်ခုစဘာရိတ်သိမ်းတာနဲ့စပြစ်သီးရိတ်သိမ်းတာနှစ်ခုအမှတ်ဖော်ပြလာတယ်ဟုတ်ပြီဒီနေ့ကစောစောတုန်းကတရားစီရင်ခြင်းနဲ့ဆိုင်သောဧဝံဂေလိသတင်းကောင်းဆိုတော့ကျွန်တော်တို့နည်းနည်းတော့
မြည်ဆန်းခဲ့ပြီးတရားစီရင်ခြင်းကသတင်းကောင်းဖြစ်သလားဖြစ်တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီတရားစီရင်ခြင်းမြင်ကွင်းနဲ့အတူဘာကိုတွေ့ရသလဲသိုးတငယ်ရဲ့နောက်လိုက်တွေရဲ့အောင်မြင်မှုနော်ဗျာဒိတ်ကျမ်းခိုင်း14အငယ်4မှာနော်သိုးတငယ်နဲ့နောက်လိုက်တွေရဲ့အောင်မြင်မှုသူတို့ကိုဒီကောင်းကင်မှာသိုးတငယ်နဲ့အတူအောင်ပွဲခံတဲ့မြင်ကွင်းကိုအငယ်4မှာလို့ချင်းဖော်ပြထားတယ်ကဲဟုတ်ပြီတရားစီရင်ခြင်းအကြောင်းကိုကျွန်တော်ပြောတဲ့အခါမှာအင်မတန်မှရှုပ်ထွေးကျယ်ပြန့်တဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒါကိုမပြောဘူးပြောမဲ့အကြောင်းအရာကဒီဗျာဒိတ်ကျမ်းခန်းကြီး14 6ကနေ9နော်17အထိဖတ်တဲ့အခါမှာအဲ့ဒီမှာ3,400,000ထဲမှာမပါတဲ့လူတွေရရှိမဲ့ပြစ်ဒဏ်လို့ခေါ်မှာပေါ့ပြစ်ဒဏ်အလို့ရှိရင်ဗျာဒိတ်ကျမ်းခန်းကြီး14 9မှာနော်9နဲ့10မှာထိုမှတပါတတိယကောင်းကင်တမန်ကအကျဉ်သူသည်တာရဲနှင့်သူရုပ်ထုကိုကိုးကွယ်၍သူ၏တစိမ့်လက်မှတ်ကိုနှစ်ဖူး၌ခံသည်ဖြစ်စေလက်၌ခံသည်ဖြစ်စေထိုသူသည်ဘုရားသခင်၏ဒေါသဖလား၌လောင်းသောအမျက်တော်စပြည့်ရည်စစ်ကိုတောက်ရလိမ့်မည်တန်ရှင်းသောကောင်းကင်တမန်တို့ရှေ့သိုးတငယ်ရှေ့တွင်ကန့်နှင့်ရောသောမိထဲမှပြင်းစွာသောညှင်းဆဲခြင်းကိုခံရလိမ့်မည်တဲ့ဒီမှာကြတော့အဲ့ဒီလူတွေကတဲ့ဘုရားသခင်ရဲ့ဒေါသဖလားနော် wrath of God ဆိုတဲ့စပြည့်ရည်စစ်တဲ့ဟောမြင်ကြည့်လိုက်မျက်စိနဲ့မြင်ကြည့်လိုက်အဲ့ဒီ14ရဲ့အဆုံးမှာစောစောကကျွန်တော်ပြောထားသလိုအဆုံးမှာခန်းကြီး14ရဲ့အဆုံးမှာဗာရေးထားတယ်စပြည့်သီးနယ်ဟာစပြည့်ရိတ်သိမ်းတယ်ဆိုပြီးတော့ဝိုင်းပြီးတော့နင်းလိုက်တာသူ့ရဲ့အကျယ်ကတော့သူရေးထားတာယူဇနာစတဒီယာပေါ့နော်ဒီအင်္ဂလိပ်စကားမှာကျတော့16 stadia ဆိုတော့ယူဇနာနော်သူကယူဇနာ16ယူဇနာလို့ရေးထားတယ်ကွာအဲ့ဒါနဲ့ကျွန်တော်လည်းအတိုင်းတာကိုသိချင်တော့ဟိုဗျာဒိတ်ကျမ်းခိုင်း21မှာတန်ရှင်းတဲ့မြို့ကိုကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့တစ်ဖက်ရဲ့အကျယ်အဝင်းကယူဇနာဘယ်လောက်ရှိလဲအဲ့မှာကျတော့ခဏအရဆိုရင်1,200ရှိတယ်ဒီမှာက1,600ရှိတယ်ဆိုတော့10ပုံတစ်ပုံလောက်ပေါ့တန်ရှင်းတဲ့မြို့ရဲ့အကျယ်ရဲ့10ပုံတစ်ပုံစာလောက်အကျယ်အဝင်းမှာအမြင့်ဆိုရင်တော့ဒီမြင်းရဲ့ဘာခေါ်လဲဇက်နော်မြင်းဇက်လောက်မြင့်တဲ့အရာတွေအဲ့ဒီစပြည့်ရည်အဲ့တကယ်တော့စပြည့်ရည်တော့မဟုတ်ကွာသူပြောချင်တာသွေးတွေပေါ့ကွာဆိုပါတော့ဒီလူတွေကိုကဲတင်းမရတဲ့လူတွေကိုနင်းတာသွေးတွေထွက်လာတယ်ဆိုပါတော့နော်စပြည့်သီးကိုညင်းလိုက်တဲ့ကောင်သွေးထွက်လာတာပေါ့အခုကဲတင်းရဲ့မရတဲ့လူတွေကိုနင်းလိုက်တဲ့ကောင်မှလည်းသွေးရလို့ချင်းအဲ့လောက်ယူဇနာ16နဲ့ဒီမြင်းရဲ့ဇက်လောက်မြင့်နဲ့သွေးအိုင်ကြီးဖြစ်နေတယ်လို့အဲ့လိုရေးထားနော်တကယ်အဲ့ဒါကြည့်လိုက်တဲ့ကကျွန်တော်တော့တော်တော်ကြောက်စရာကောင်းတယ်နော်ပြီးတော့အဲ့ဒါမကသေးဘူးတန်ရှင်းသောကောင်းကင်တမန်တို့ရှိသိုးတငယ်ရှင်း၌ကန့်နှင့်ရောသောမိဒ၌ပြင်းစွာသောညှင်းဆဲခြင်းကိုခံရလိမ့်မည်ထိုညှင်းဆဲခြင်းမိကိုသည်ကဘာအဆက်ဆက်တက်လျက်ရှိတယ်တာရဲနှင့်သူရုပ်ထုကိုကိုးကွယ်၍အငယ်7မှာသူ၏နာမတစိမ့်လက်မှတ်ကိုခံသောသူတို့သည်နေညမပြတ်သက်သာမရကြဘူးလိုက်၍ကြီးသောအတန်နဲ့ပြောဆို၏တဲ့အိုးအဲ့ဒီမြင်ကွင်းကိုကျွန်တော်ဖတ်လိုက်တဲ့အခါမှာတော့တော်တော်လေးကြောက်မဲ့ဖွယ်ကောင်းစရာကောင်းတဲ့မြင်ကွင်းကြီးဖြစ်နေတယ်နော်တွေးတော့မှမတွေးဝင်ဘူးမစင်စားဝင်ဘူးပေါ့လူတွေကိုတက်နေတာတွေးတွေထွက်လာတာကအဲ့လောက်ကြီးကျယ်တဲ့တွေးအိုင်ကြီးဖြစ်နေတယ်နော်အဲ့လိုဆိုတော့ဒီတရားစီရင်ရလဲတော်တော်ကြောက်စရာကောင်းတာပေါ့နော်တော်တော်ကြောက်စရာကောင်းတဲ့မြင်ကွင်းဖြစ်မှာပဲဒီအတိုင်းဆိုရင်တော့နော်ဒါနဲ့
ဒါကိုကျွန်တော်ဖတ်တဲ့အခါမှာဒီကျမ်းစာထဲမှာဘုရားသခင်ကတရားစီရင်တယ်ဆိုတဲ့အရာတွေပေါ့နော်ဟိုးဓမ္မဟောင်းကနေကျွန်တော်ပြန်လှန်ကြည့်လိုက်တဲ့အခါမှာဒီတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဘုရားသခင်ကတရားစီရင်တဲ့အခါမှာဒီရေနဲ့မီးနဲ့အသုံးပြုမယ်ဆိုတဲ့အရာကိုတွေ့တယ်အဲ့ဒါကတော့နောအေးချိန်မှာဒီရေလွှမ်းမိုးခြင်းဖြစ်ပျက်ခဲ့တယ်ဒါလည်းတနည်းအားဖြင့်လောကအတိုင်းအတာနဲ့တရားစီရင်တာနော်ဘုရားကရေနဲ့ကဘာကြီးကိုဆေးကြောလိုက်ထိုနည်းတူပဲနောက်မှလို့ရင်ဘုရားကိုယ်တိုင်ကတကဘာလုံးအတိုင်းအတာနဲ့ရေမကြီးတော့ဘူးဟာအဲ့ဒါဆိုတော့စိတ်သက်သာရတာပေါ့ဟုတ်တယ်မလားရေမကြီးတော့ဘူးဆိုတော့စိတ်သက်သာရတယ်တိုးတော်လည်းပဲအခုတစ်ခေါက်ပြန်လာတာကတော့မီးနဲ့ဆေးကြောမယ်လို့ဖြစ်ပြန်အောင်ဟောမသိဘူးဒီနေ့ထိုင်နေတဲ့ပဋိသတ်ကတော့ရေနဲ့သေခြင်းသလားမီးနဲ့လောင်ပြီးတော့သေခြင်းသလားဘယ်ဟာရွေးမလဲတခုခုရွေးပါဆိုဘယ်စားရွေးမလဲဟမ်ရေနဲ့သေတာရွေးမလားမီးလောင်ပြီးတော့သေတာရွေးမလားဒါမဲ့ကျွန်တော်အနေနဲ့စဉ်းစားဖို့ကဒီနှစ်ခုစလုံးဟာဖခင်ကဒီကဘာကိုစေကြောတန့်စင်တဲ့နီလန်ဖြစ်တယ်ဆိုတာနော်တတိရစီစတယ်နော်ပြန်ကြည့်လိုက်တဲ့အခါမှာရေကိုကျွန်တော်တို့ကနောအေးအချိန်ကိုကြည့်လိုက်တဲ့အခါရေကကျွန်တော် negative နဲ့ပဲတွေ့ရတယ်ဆူနာမီတော့ဟလားဘာရှိသေးလဲဆူနာမီပြီးတော့နောက်ဘာရှိလဲတခုရှိတယ်နော်နာမည်မမှတ်မိတော့ဘာလဲလိုင်းလေနော်နာဂစ်လားဟမ်နာဂစ်ပြီးတော့ဘာရှိသေးလဲအဲ့တော့ရေကိုတစ်ဖက်ကကျွန်တော်တို့ကကြောက်မဲ့ဖွယ်ရနဲ့တွေ့တော်လဲပဲတစ်ဖက်မှာရေကလည်းမရှိမဖြစ်ပဲနော်ဒီမြောင်းမြမှာဆိုရေပြဿနာရှိတယ်ရေမတန့်လို့ရေချိုးတဲ့ရေမတန့်ဘူးတောက်တဲ့ရေမတန့်ဘူးဒါကြောင့်ရေကလည်းပဲကောင်းတဲ့အရာနဲ့လည်းကျွန်တော်တို့တွေးလို့ရတယ်ဆိုးတဲ့အရာနဲ့လည်းတွေးလို့ရတယ်ထိုနည်းတူပဲမီးဒီမှာဘုရားကနောက်ဆုံးမှမီးနဲ့ဆေးကြောမဲ့ဆိုတော့ဟာမီးကကျွန်တော် negative နဲ့ပဲတွေးတယ်ဒါပေမဲ့မီးမရှိတော့ဖြစ်သလားမဖြစ်ဘူးနော်ဒီနေ့ထမင်းစားလာတဲ့လူတွေအားလုံးကကျွန်တော်ထင်တာတော့အိမ်မှာတော့ gas မဟုတ်ရင်တော့ထင်းမီးလားမီးသွေးမီးလားတခုတည်းမီးတွေဖို့ပြီးတော့ချက်ပြုတ်ပြီးတော့စားလာအဲ့တော့တစ်ဖက်မှာလည်းမီးကလည်းပဲတရားစီရင်ခြင်းအကြောင်းနဲ့ကျွန်တော်တို့နားလည်တဲ့အခါမှာကြောက်เสียရလို့ဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းပဲမီးကလည်းပဲ positive အပိုင်းလည်းတွေ့ရတယ်နော်စေကြောတယ်တန့်စင်တယ်ဥပမာကျွန်တော်တို့ဒီတတ္တုတွေကိုတန့်စင်တဲ့အခါမှာမီးတော့မီးပဲသူတို့ကဒါမဲ့ကျွန်တော်တို့ထင်တယ်လို့မီးတောက်ကြီးမဟုတ်ဘူးသူတို့ပြောတာက acid နော်ဒီ acid နဲ့တန့်စင်ပြီးတော့လိုအပ်တဲ့တတ္တုတွေပေါ့အခုပြောတဲ့ရှားပါတတ္တုတို့ဟလားအခုဒီရွှေတတ္တုတို့ငွေတတ္တုတို့ဆိုရင် acid အမျိုးမျိုးနဲ့တန့်စင်ပြီးတော့သူတို့ကတတ္တုတွေလိုအပ်တဲ့တတ္တုတွေရလာကဲဟုတ်ပြီအဲ့ဒါကဒီရေနဲ့မီးနဲ့ပတ်သက်ပြီးတော့ဖခင်ကဒီကဘာကြီးကိုဆေးကြောမယ်ဆိုတာကိုပြောထားတယ်เนาะအဲ့ဒါကိုကျွန်တော်တို့နည်းနည်းလေးမြင်အောင်ဖို့ပေါ့နောက်တစ်ခုကကဘာဥမှာဖခင်ကလူသားတွေအပြစ်မလုပ်ခင်ကနေကနေအပြစ်လုပ်တဲ့ခါမှာဘာပြစ်ပြတ်မယ်လို့ပြောတာလဲအပြစ်ရဲ့အဖို့ကပါလဲသေရမယ်တဲ့အဲ့ဒီကမှာ theologian တွေကတော့ညင်းကုန်နေတာပေါ့ဒါကလို့ရှိရင်ဝိညာဉ်ရေးသေတာတို့ဟလားခန္ဓာကိုယ်သေတာတို့ဒါကဆိုရင်ဒုတိယသေခြင်းတို့တကယ်တော့ဟိုသူတို့ညင်းကုန်နေကြတာနော်ဖယားတကယ်ကပြောတဲ့ချိန်မှာအလုံးပါတယ်တကယ်တော့သေရမယ်လို့ပြောတဲ့အခါမှာ physical တက်လည်းပါတယ် spiritual တက်လည်းပါတယ် second တက်လည်းပါတယ်ဒါပေမဲ့ကျွန်တော်တို့နားလည်ဖို့ရန်ကတကယ်နားမထောင်ခြင်းရဲ့အပြစ်ဒဏ်သည် physical တက်လည်းမဟုတ် spiritual တက်လည်းမဟုတ်
second death ဖြစ်တယ်ဒုတိယသေခြင်းဖြစ်တယ်ဒါဆိုရင် physical death တွေ spiritual death တွေကဘာလဲအဲ့ဒီအရာတွေက punishment ဆိုတာတဲ့ပြစ်ဒဏ်ဆိုတာတဲ့အဲ့ဒါကအပြစ်ရဲ့ကျိုးဆက်ရလဒ်တွေဖြစ်တယ်နော်ဘာနဲ့တူလဲဆိုတော့ဥမာကျွန်တော်တို့ငရုတ်သီးစားတဲ့အခါမှာငရုတ်သီးစားတာပေါ့ဒါနဲ့မဆုံးသွားဘူးနော်ငရုတ်သီးစားပြီးတော့ဝမ်းလျှောသွားနိုင်တယ်နော်တချို့ကြတော့လဲပြောင်းပြန်တယ်ငရုတ်သီးစားရင်ဝမ်းချုပ်တယ်အဲ့ဒါလဲထူးထူးဆန်းဆန်းတော့ထူးထူးဆန်းဒါပေမဲ့ဘာဖြစ်ဖြစ်အဲ့ဒါကသူ့ရဲ့အကျိုးဆက်ဆိုတာကိုသိစေခြင်းတယ်တေခြင်းလို့ပြောတဲ့အခါမှာဖယားတခင်ကကျွန်တော်တို့ကိုပေးမဲ့ပြစ်ဒဏ်သည်ဒုတိယသေခြင်းဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီဒုတိယသေခြင်းဟာကျွန်တော်တို့ပထမသေခြင်းနဲ့ခွဲခြားပြီးတော့နားလည်ဖို့လိုတယ်ကဲပထမသေခြင်းကိုကျွန်တော်ခွဲခြားစိတ်ပြတဲ့အခါမှာဘာတွေ့ရလဲပထမသေခြင်းရဲ့အစိတ်အပိုင်းဖြစ်တဲ့အိုတာနာတာသေတာနော်အိုတယ်နာတယ်သေတယ်တကယ်ကြတော့အဲ့ဒါပြစ်ဒဏ်မဟုတ်ဘူးနော်ဘယ်လိုနားလဲရမလဲဆိုတော့ဖခင်ကကျွန်တော်တို့ကိုထာဝရအသက်ရှင်ဖို့ဖန်ဆင်းထားတယ်ဒါပေမဲ့အဲ့ဒါကသူ့ဘောမှာနားထောင်တဲ့အပေါ်မှာသစ္စာရှိတဲ့ဘောမှာမူတည်နေသစ္စာမရှိတော့နားမထောင်တဲ့အခါမှာဖခင်ဘာလုပ်လိုက်လဲထာဝရအသက်ရှင်မဲ့အသီးဖြစ်တဲ့အသက်ပင်အသီးကိုဖယ်လိုက်တယ်ကျွေးမပေးကျွေးတော့ဘူးเนาะအဲ့ဒီကမှာလူကအဲ့ဒီအသီးရဲ့ဆွမ်းအားဖြစ်တဲ့အသက်ရှင်ခြင်းထာဝရအသက်ရှင်ဖို့ဆိုတာမအိုမနာမပဲထာဝရအသက်ရှင်မှာပေါ့အဲ့ဒီအသီးကိုမစားတဲ့ကမှာအိုလာတယ်နာလာတယ်သေတယ်အဲ့ဒါကအပြစ်ဒဏ်မဟုတ်ဘူးအဲ့ဒါကနားမထောင်ခြင်းရဲ့အကျိုးဆက်ဖြစ်တယ်တကယ်အကျိုးဆက်ဖြစ်တဲ့ပြစ်ဒဏ်ဖြစ်တဲ့ဒုတိယသေခြင်းကိုဘယ်သူခံပြီးပြီလဲကျမ်းစာအရပြောမယ်ဆိုရင်ဘယ်သူမှမခံသေးဘူးဒုတိယသေခြင်းဘယ်သူခံပြီးပြီလဲဘယ်သူမှမခံသေးဘူးဒုတိယသေခြင်းကအစောဆုံးခံမဲ့ပုဂ္ဂိုလ်ဟာဗျာဒိတ်ကျမ်းခန်းကြီး16အရာဆိုရင်သားရဲနဲ့မိစ္ဆာပရောဖက်ကအရင်ဆုံးဒုတိယသေခြင်းကိုခံရမယ်နော်အဲ့ဒါသေချာကျမ်းစာဗျာဒိတ်ကျမ်းခန်းကြီး16မှာရှိတယ်ပြီးတော့စိတ်ဝင်စားစရာကောင်းတာကဒီကပရိသတ်တွေသိလားမသိလားတော့မသိဘူးနော်အဲ့ဒီဒုတိယသေခြင်းသည်ဒီဗျာဒိတ်ကျမ်းမှာမီးအိုင်နဲ့ပုံဆောင်ထားတယ်ကနဲ့ရောသောမီးအိုင်အဲ့ဒီမီးအိုင်ကမူလကဖျားဒီမှာဖန်ဆင်းထားတဲ့လူသားတွေအတွက်ရည်ရထားတာမဟုတ်အဲ့ဒါကနတ်ဆိုးsorry ဒီဘာလဲစာတန်ဆိုတဲ့မွေလားရှေးမွေဟောင်းစာတန်နဲ့ကောင်းကင်တမန်ဇိုးတွေအတွက်ပြင်ဆင်ထားတာဒါပေမဲ့ကျွန်တော်တို့လည်းသူတို့နဲ့သွားပေါင်းနေဆိုတော့ကျွန်တော်တို့လည်းအဲ့ဒါနဲ့အဆုံးသတ်မယ်ဒီလားအဲ့ဒါနဲ့အဆုံးသတ်မယ်ကဲဟုတ်ပြီပထမသေခြင်းလို့ပြောတဲ့အခါမှာပထမသေခြင်းဟာဒီမှာတော့ကျွန်တော်တချို့ပြောထားတာပါနော်ပထမသေခြင်းဟာနီးမျိုးစုံနဲ့သေလို့ရတယ်ဖြားပြီးတော့သေသွားနိုင်တယ် strike ဆိုတာအမျိုးမျိုးဖြစ်တယ်တနတ်နဲ့ပြစ်တာလည်းပါတယ်ဓာတ်နဲ့ခုတ်တာလှန်နဲ့ထိုးတာဟာလားအမျိုးမျိုးဒုံနဲ့ရိုက်တာဟိုစဘာပြောမလဲဝါခုတ်ရင်းနဲ့ဝါဆူချွန်ထိုးသွားတာအဲ့ဒါတွေအကုန်ပါတယ်ပြီးတော့အဲ့ဒီထဲမှာကြိုးဆွဲချပြီးတော့သေတာလည်းပါတယ်အခုတိုက်တွေပြိုပြီးတော့သေတာလည်းပါတယ်ပြီးတော့ကပ်ဘေးအမျိုးမျိုးအနည်းဆုံးကျွန်တော်တို့နဲ့နီးခဲ့တဲ့အရာတော့ကိုဗစ်ပေါ့ပြီးတော့အခုတလောဆိုရင်တချို့လူတွေကမြေမျိုးပြီးတော့သေသွားမှာနော်ပြီးတော့မီးနဲ့သေနိုင်တယ်ရေနဲ့သေနိုင်တယ်မွေကိုက်လို့သေနိုင်တယ်တရိစ္ဆာန်အမျိုးမျိုးကိုက်လို့သေနိုင်တယ်ဒီကဘာမှာကျွန်တော်တော့မပြုစုထားဘူးကျွန်တော်ဒီမှာပရိသတ်ပြုစုထားတာတော့မသိဘူးသေနိုင်တဲ့အကြောင်းတွေအများကြီးရှိတယ်ဒါမှဒါတော့ကျွန်တော်မပြောတော့ဘူးเนาะဒီထက်မှကျွန်တော်မရေးထားတဲ့ထဲမှာပါတဲ့သေခြင်းတစ်မျိုးမျိုးနဲ့ကျွန်တော်တို့ကရင်ဆိုင်နိုင်တယ်အဲ့ဒါက
ပထမသေးခြင်းဒုတိယသေးခြင်းမဟုတ်ဘူးနော်အဲ့ဒါကပထမသေးခြင်းမဟုတ်တယ်ကဲအဓိကကျွန်တော်ကနားလေသေးခြင်းတာဒုတိယသေးခြင်းကိုနားလေစေချင်တာနော်ဒုတိယသေးခြင်းကိုနားလေပြီးမှပြန်ရင်တော့ဒီနေ့ချွေးထွက်တာအကျိုးရှိသွားပြီပေါ့နော်ကျွန်တော်လည်းဒီဟာကိုဖတ်တဲ့အခါမှာတော်တော်စဉ်းစားတယ်တညလုံးစဉ်းစားတယ်အဖြေမထွက်ဘူးကွပြောမယ်ဆိုရင်တော့အိတ်လိုက်ထားလိုက်မီးကလည်းမလာလိုက်လာလိုက်ပေါ့နော်အိတ်လိုက်ထားလိုက်အိတ်လိုက်နဲ့အဖြေမထွက်ဘူးဒါပေမဲ့ကျွန်တော်သိသလောက်ပေါ့လေးလာထားသလောက်တင်ပြသွားမယ်ပရိသတ်တွေကနားလည်သွားပြီဆိုရင်တော့အကျိုးရှိတာပေါ့ကဲဒုတိယသေခြင်းကိုဒီဗျာဒိတ်ကျမ်းထဲမှာဘယ်လိုပုံဆောင်ထားသလဲဆိုတော့အငယ်ဗျာဒိတ်ကျမ်းကိုင်း20အငယ်14မှာဆိုရင်မီးတဲ့မီးအိုင်လို့ပြောတာနော်ပြီးတော့တိတိကျကျနဲ့အခန်းကြီး19အငယ်20အခန်းကြီး20အငယ်30မှာကျတော့ဗာလဲကန်းနဲ့ရောတော်မီးတဲ့ဟာပြီးတော့ဗျာဒိတ်ကျမ်းအခန်းကြီး14ဆိုတော့ကျွန်တော်ဖတ်သွားတာ9:30နော်9:30မှာပြီးတော့ဗျာဒိတ်ကျမ်းခိုင်း20အငယ်30မှာကြတော့သူရေးထားနေတဲ့ကြောက်ဖို့ကောင်းတယ်နော်အဲ့ဒီမီးကတော့မသေးဘူးတဲ့ကွာပြီးတော့နေရောညရောခံစားနေရမယ်တဲ့ဗျာအဲ့လိုရေးထားတယ်နော်မီးအိုင်အဲ့ဒီကန့်နဲ့ရောတော့မီးအိုင်ကြီးလောင်နေတာတခါမှမသေးနိုင်ဘူးတဲ့နေရောညရောလို့ရှိရင်အဲ့ဒီထဲမှာကြားတဲ့လူတွေကခံစားနေရမယ်တဲ့စောစောကပြောသွားပြီအခုဒီနေ့အထိဒုတိယသေခြင်းနဲ့ကြုံတွေ့ရတဲ့လူတယောက်မှမရှိသေးဘူးနော်ကျမ်းစာအရပြောတာဒါဆိုရင်ပထမဆုံးတွေ့ကြုံမဲ့လူတွေကဘယ်သူတွေလဲကျမ်းစာအရဆိုရင်ဗျာဒိတ်ကျမ်းခိုင်း19အငယ်20မှာပထမဆုံးတွေ့ကြုံမဲ့လူတွေကခရစ်တော်ဒုတိယကြိမ်ကြွလာမယ်သို့မဟုတ်ရင်နှစ်ပေါင်း1000ရဲ့အစမှာဆိုရင်သားရဲနဲ့မိစ္ဆာပရောဖက်လို့ရေးထားတယ်ကွာအဲ့တော့သားရဲနဲ့မိစ္ဆာပရောဖက်ကဒီကျမ်းစာထဲမှာကျတော့2ယောက်လို့ရေးထားတော့လေကျွန်တော်တို့တတ္တမနေ့အသင်းတော်နားလည်ထားတာအဲ့ဒါလူပုဂ္ဂိုလ်2ယောက်ကိုပြောတာမဟုတ်ဘူးနော်ဗျာဒိတ်ကျမ်းခိုင်း7ကနေ19-20အထိလေ့လာလိုက်မှဆိုရင်သားရဲဆိုတာကခေတ်ကာလအဆက်မှာဘုရားတခင်သားသမီးတွေကိုတကက်ကိုထိလက်ရောက်ပေါ်တင်ကျင်းပနှိပ်စက်တဲ့အဖွဲ့အစည်းကခေါင်းဆောင်တွေကိုပြောတာပုံဆောင်ထားတာတကယ်တမ်းပြောမှဆိုအဖွဲ့အစည်းကိုပြောတာ individual တယောက်ကိုပြောတာမဟုတ်ဘူးနော်မိစ္ဆာပရောဖက်ဆိုတာကလည်းအထူးသဖြင့်ခေတ်ကာလအဆက်မှာနောက်ဆုံးကာလမှာပို့ပြီးတော့အလေးအနက်ပြောချင်တာကတွင်တင်ချက်အမျိုးမျိုးနဲ့မှားယွင်းစေတဲ့ဘာသာရေးခေါင်းဆောင်တွေကိုရည်ညွှန်းတယ်ကွာပြောမယ်ဆိုရင်ခေါင်းဆောင်အဖွဲ့အစည်းကိုပြောတာနော် individual ကိုပြောတာမဟုတ်ဘူးနော်ဆိုလိုချင်တာကပုဂ္ဂိုလ်တယောက်ကိုပြစ်ထည့်လိုက်တာမဟုတ်ဘူးရှင်းပြောမယ်ဆိုရင်အဲ့ဒီဖက်မှာပါတဲ့ခေါင်းဆောင်တွေကိုခြုံပြီးတော့သားရဲနဲ့မိစ္ဆာပရောဖက်သူတို့ကဘယ်အချိန်မှာလဲခရစ်တော်ဒုတိယကြိမ်ကြွလာတဲ့အချိန်မှာနှစ်ပေါင်း1000ရဲ့အစမှာအဲ့ဒီဒုတိယသေခြင်းကျမ်းစာထဲမှာဗာနဲ့ပုံဆောင်ထားတယ်မငြိမ့်နိုင်သောကန့်နဲ့ရောသောမီးကိုဒုတိယသေခြင်းကပုံဆောင်ဖော်ပြထားတယ်ဒီကျမ်းချက်ကိုကျွန်တော်တို့ဖတ်ကြည့်လိုက်တဲ့အခါမှာဟေရှာအခန်းကြီး66အငယ်15နဲ့16မှာဘုရားတခင်ကမီးနဲ့လာမယ်တဲ့သူစီးတဲ့အရာကြတော့လေပွေကဲ့သို့ဖြစ်တယ်တဲ့ဒီမှာဘုရားကသူ့ရဲ့အမျက်ဒေါသကိုဘာနဲ့ဆုံးမမလဲမီးနဲ့ဆုံးမမယ်လို့ပြောတာနော်16မှာ for fire where the Lord enter into judgment and by his sword with all flesh and those slain by the Lord shall be many ဟာဒ
ဒီမှာပြောလိုက်တာအပေါ်မှာဆိုမီးတွေကများတယ်နော်ဒါပေမဲ့အဆုံးမှကျတော့ဘာပါလာလဲဆွတ်ဆိုတော့ပါလဲဓာတ်ပေါ့တိုးတော်လဲဒီကျမ်းကျက်ရဲ့အဓိကအချက်ကဘယ်မှာသွားလိုက်လဲဆိုတော့ those slain by the Lord shall be many တဲ့ဘုရားသခင်တည်စေတဲ့လူเนาะဒါ slain လို့ပြောတာတတ်တဲ့လူပေါ့ခါထားပါတော့များလိမ့်မယ်တဲ့ဒီမှာဘုရားကလောင်သောမီးကဲ့သို့လာတယ်เนาะဒါပေမဲ့အဆုံးမှာကြတော့မီးကတတ်တယ်လားဓာတ်ကတတ်တယ်လားရီဆက်ကတော့တည်တဲ့လူကများမယ်တဲ့အဲ့တော့ပရောဖက်တွေကတစိုက်မမဟောလာတဲ့အရာကကျွန်တော်တို့လည်းအားလုံးယုံကြည်တဲ့အရာကခရစ်တော်ကြွလာတဲ့အခါမှာကျွန်တော်တို့ကဘုရားကိုကြိုဆိုမယ်ဘုရားကိုမယုံကြည်တဲ့လူတွေကမီးနဲ့ဖျက်ဆီးခြင်းခံရမယ်တချို့ကအဲ့ဒီလိုယုံကြည်တယ်တချို့ကတော့အဲ့လိုမဟုတ်ဘူးတဲ့မီးနဲ့အဲ့ဒီချိန်မှာမဖျက်ဆီးဘူးတဲ့ဘယ်ချိန်မှာဖျက်ဆီးမလဲတတိယကြွလာတဲ့ချိန်မှာဖျက်ဆီးမယ်တဲ့အဲ့လိုယုံကြည်ကြတယ်တေချာဖတ်ကြည့်တဲ့အခါမှာဗျာဒိတ်ကျမ်းခန်းကြီး16မှာဖတ်ကြည့်လိုက်တဲ့အခါမှာခရစ်တော်ကြွလာတဲ့အချိန်မှာမီးနဲ့ဖျက်ဆီးတာမပါဘူးเนาะအဲ့ဒီအချိန်မှာမီးအိုင်ထဲမှာချခံရတဲ့လူကတားရဲတဲ့မိစ္ဆာပရောဖက်တွေပဲဖြစ်တယ်ကျန်တဲ့လူတွေကဒီထဲမှာဒီကျမ်းချက်ထဲမှာရေးသလိုဘုရားသခင်ရဲ့နှုတ်တော်ကနေထွက်လာတဲ့တန်လက်နဲ့ဖြက်စီးခြင်းခံရပြီးတော့တဲ့သူတို့အသားတွေကိုငှက်တွေကကောက်စားမယ်တဲ့အဲ့ဒါကိုဗျာဒိတ်ကျမ်းခန်းကြီး16မှာလို့ချင်းတကက်ဘုရားရဲ့စားပွဲကြီးတဲ့လေပေါ်မှာရှိတဲ့ငှက်တကာတွေကလာပြီးတော့ဆိုတော့ဘာဖြစ်မလဲဘာငှက်ဖြစ်မလဲလင်းသားတွေပဲဖြစ်မှာပေါ့လက်ဓာတ်တွေပေါ့လက်ဓာတ်တွေကလာပြီးတော့စစ်ပွဲမှာတည်တဲ့လူတွေကိုကောက်စားမယ်အဲ့လိုမျိုးရေးထားတာတွေ့ရတယ်နော်ကဲဟုတ်ပြီနောက်တစ်ဖွဲ့မီးထဲမှာပြစ်ချခံမယ်နောက်တစ်ဖွဲ့ကဘာတူလဲဆိုတော့နှစ်ပေါင်း1000ရဲ့အဆုံးမှာစာရမဏေပြီးတော့ဘာတူတွေဖက်မလဲဒီမှာရေးထားတာကတေခြင်းနဲ့မရဏနဲ့မရဏနိုင်ငံနဲ့နော်ငရဲပေါ့ကွာမရဏနိုင်ငံနဲ့ငရဲကိုလည်းအဲ့ဒီမီးတမ်းမှာဖျက်ဆီးလိုက်မယ်တဲ့ကန့်တဲ့ရောသောမီးတဲ့ကျွန်တော်လည်းတော်တော်စဉ်းစားတယ်မရဏနဲ့မရဏနိုင်ငံကိုအဲ့လိုမီးတမ်းမှာဘယ်လိုပြန်သွားဖျက်မလဲပေါ့ဟောမရဏနဲ့မရဏနိုင်ငံဆိုတာလည်းအကောင့်ထဲရှိတဲ့ဥစ္စာလည်းမဟုတ်ဘူးပေါ့ဟောမရဏဆိုတာကဥစ္စာသူကုန်မဲ့လေငရဲဆိုတာကဟိုအသင်းတော်နဲ့အပေါ်မှာမူတည်ပြီးတော့ကက်သလစ်ကတစ်မျိုးတွေးတယ်တခြားအသင်းတော်တွေကလည်းတစ်မျိုးတွေးတယ်ဗုဒ္ဓဘာသာဟိန္ဒူတွေတခြားတွေကလည်းတစ်မျိုးတွေးတယ်ငရဲကိုလေဒါပေမဲ့ကျမ်းစာထဲမှာရေးထားတဲ့မရဏနိုင်ငံနဲ့ငရဲကတော့တည်တဲ့လူတွေသွားတဲ့အရာကိုပဲပြောတာပါနော်တည်တဲ့လူတွေသွားတဲ့ပထမတည်ခြင်းပထမတည်ပြီးတော့အဲ့ဒီဗျာဒိတ်ကျမ်းခန်းဟိုပါပေါ့20မှာအဆုံးမှာတရားစီရင်ခြင်းကိုလေ့လာတဲ့အခါမှာတည်တဲ့လူတွေကိုတဲ့ပင်လယ်ကလည်းအပ်မယ်တဲ့အဲ့ဒါဟုတ်တယ်ဟောတက်တန်းနဲ့တည်သွားတဲ့ကောင်လည်းပင်လယ်ထဲမှာပဲရှိပါဥပမာပြီးတော့မရဏနဲ့ငရဲကလည်းအပ်မယ်တဲ့အဲ့ဒါတော့မရဏဆိုတာခုနကတော့ဥစ္စာသူကုန်းပေါ့ငရဲဆိုတာတော့ကျွန်တော်တို့လည်းမတွေ့ဘူးเนาะသိလည်းမသိဘူးဒါပေမဲ့တချို့လူတွေကတော့ဒီဝိညာဉ်တွေကအဲ့ဒီမှာသွားပြီးတော့ခံနေတယ်အဲ့လိုပြောတဲ့လူလည်းရှိတယ်ဒါပေမဲ့ကျွန်တော်နားလဲတာကကျမ်းစာမှာကြတော့အဲ့ဒီမရဏနဲ့ငရဲအတူတူပဲအဲ့ဒါက तू ကအယက်ကိုပဲနေရာကိုပဲပြောချင်တာရည်ညွှန်းတာပေါ့တကယ်ကြတော့ဘာမှမရှိဘူးเนาะအဲ့ဒါကိုလည်းအခုနောက်တော့ကမီးအိုင်ထဲမှာချလိုက်မယ်တဲ့နောက်ဆုံးအသက်စာဆောင်မှာ
စရင်မဝင်တဲ့လူတွေအားလုံးကိုတဲ့အဲ့ဒီမိအိုင်ထဲမှာချလိုက်မယ်တဲ့နော်အဲ့ဒါကဒုတိယသေခြင်းတဲ့ကဲဟုတ်ပြီဒါဆိုတော့ကျွန်တော်တို့နားလဲတာဒုတိယသေခြင်းကဘာလဲမိအိုင်ကြီးလို့ဖြစ်နေတယ်နော်ဟုတ်လားအဲ့ဒီမိအိုင်ကြီးကျွန်တော်နားလဲတာပြောတော့နော်အဲ့ဒီမိအိုင်ကတကယ်မိအိုင်မဟုတ်တိတချက်ကအဲ့ဒီဒီကဲမီးအိုင်ရှိတယ်ဆိုရင်အဲ့ဒီမီးအိုင်ကခရစ်တော်ဒုတိယကျင့်ကြွလာခြင်းအချိန်ကနေစလောင်မယ်နှစ်ပေါင်း1000လောင်မယ်နှစ်ပေါင်း1000လည်းမကုန်တော့နှစ်ပေါင်း1000ပြီးလဲဆက်လောင်မှာပဲသူရေးထားတဲ့အရာလေဒါဆိုအဲ့ဒီမီးအိုင်ကြီးကဘယ်မှာရှိနေတာဥပမာအဲ့ဒီမီးအိုင်ကဘယ်မှာရှိနေဗျာဒိတ်ကျမ်းမှာဖော်ပြထားတဲ့အရာအဲ့ဒီမီးအိုင်ကဒုတိယသေခြင်းလို့ပြောတာနော်ကျွန်တော်တို့ကဒုတိယသေခြင်းကမီးအိုင်လို့ကျွန်တော်တို့ကထင်နေတာဒါပေမဲ့တကယ်ကြတော့ဒီဗျာဒိတ်ကျမ်းအခန်းကြီး7ကနေ22မှာပုံဆောင်မှုနဲ့ဖော်ပြတဲ့အရာတွေအများကြီးရှိတယ်ဒုတိယသေခြင်းကိုကန့်နဲ့ရောသောမီးအိုင်ကဲ့သို့ဗျာဒိတ်ကျမ်းကဖွင့်ဆိုထားတာကိုတွေ့ရတယ်အဲ့ဒီအရာကဖျားကိုမရွေးချယ်ပဲနဲ့အပြစ်ရှိတဲ့အသက်တာကိုဆွဲလန်းနေသောမခွာနိုင်သောသူတို့ရဲ့နောက်ဆုံးပြစ်ဒဏ်ဖျားစီရင်တဲ့နောက်ဆုံးပြစ်ဒဏ်ဖြစ်တယ်စဉ်းစားကြည့်လိုက်ရေဟာဖျားသခင်ရဲ့နောက်ဆုံးတရားစီရင်ခြင်းပြစ်ဒဏ်အနေနဲ့အသုံးမပြုနိုင်ဘူးဒါက temporary ပဲเนาะပထမအပိုင်းမှာဘုရားကကဘာကြီးကိုရေနဲ့ဆေးကြောတယ်ဒါကဘာလဲဝါနေမယ်နောက်ဆုံးမှာလဲဘုရားကဒီလောကเนาะဒီစัจ java လာအထူးသဖြင့်ကျွန်တော်တို့နေထိုင်တဲ့ကဘာကြီးကိုအပြစ်နဲ့ဆိုင်တဲ့အရာတွေကိုဆေးကြောမယ်လို့ဘုရားကပြောထားတယ်ဒါပေမဲ့တကယ်ပဲမီးဟာစဉ်းစားကြည့်နော်တကယ်ပဲမီးဟာဒီစัจ java လာနဲ့ဒီကဘာရဲ့အပြစ်တွေကိုဆေးကြောနိုင်သလားနော်ရေလည်းပဲတကယ်မဆေးကြောနိုင်နော်ဝေးမတွေးနဲ့အခုကျွန်တော်တို့3လတစ်ကြိမ်ကျွန်တော်တို့ကခြေဆေးမင်္ဂလာဆေးလုပ်တယ်ကွာကျွန်တော်တို့ရေနဲ့ဆေးလိုက်တယ်ကွာအဲ့ဒီရေကကျွန်တော်တို့အပြစ်တွေကိုဆေးကြောလို့ရတယ်မီးကလည်းတကယ်အပြစ်ကိုဆေးကြောလို့မရဘူးနော်စဉ်းစားကြည့်လိုက်ခရစ်တော်ကလက်ဝါးကတိုင်မှာကျွန်တော်တို့အပြစ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ခံရမယ့်အပြစ်ဒဏ်ကိုခံသွားတာဖြစ်တယ်ခရစ်တော်ကလက်ဝါးကတိုင်မှာအသေးခံတဲ့အခါမှာရေနစ်သေးတာလည်းမဟုတ်ဘူးမီးလောင်သေးတာလည်းမဟုတ်ဘူးเนาะတကယ်လို့နောယေခင်မတိုင်ကလူတွေကသူတို့ရဲ့အပြစ်ဒဏ်ကရေနောယေနောက်ပိုင်းကလူတွေကအဆုံးမလို့ချင်းမီးအဲ့ဒါဆိုရင်ခရစ်တော်ကရေနဲ့လည်းပဲနစ်သေးခံရမယ်မီးနဲ့လည်းပဲအလောင်းခံရမယ်ပြီးတော့ခရစ်တော်သေတာကသူများလန်နဲ့ထိုးလို့သေတာလည်းမဟုတ်ဘူးနော်လက်ဝါးကတိုင်မှာခရစ်တော်ကကျွန်တော်တို့ရဲ့အပြစ်ဒဏ်ကိုခံတဲ့အချိန်မှာသူអော်သွားတဲ့အရာကကဘာကြီးကမှောင်ဝိုက်ပြီးတော့အဘကျွန်ုပ်ကိုအဘယ်ကြောင့်စွန့်ပြရသနည်းခရစ်တော်ခံသွားတာကကျွန်တော်တို့ကဘာသူကဘာသားတဦးစီအပြစ်သားတဦးစီခံရမဲ့ဖျားသခင်နဲ့ထာဝရဝေးကွာခြင်းသည်ဟုသောအပြစ်ဒဏ်ကိုခံသွားတာဖြစ်တယ်နောဧခေမတိုင်ကခံတဲ့လူတွေရဲ့ရေတံနောဧခေနောက်မှာခံမဲ့လူတွေရဲ့မီးတံကိုခံသွားတာမဟုတ်ပါဘူးဒါကြောင့်
ချမ်းသာအရာအထိပ္ပယ်ဖွင့်ဆိုမှဆိုရင်ဒုတိယသေခြင်းဆိုတာမီးလောင်တာလည်းမဟုတ်ရေနစ်တာလည်းမဟုတ်မြေကြီးမြိုတာလည်းမဟုတ်ဘေးအမျိုးမျိုးနဲ့သေတာလည်းမဟုတ်လုံးလုံးပျောက်ကွယ်သွားတာတဘောကစัจ java လာကနေလုံးဝပျောက်ဆုံးသွားတာပေါ့ဖျားသခင်ရဲ့ရှေ့တော်မောက်ကနေထာဝရဝေးကွာသွားတာဘာကြောင့်လဲဆိုတော့ဖျားသခင်ကိုယ်တိုင်ကငါသည်လောင်တော်မီဖြစ်တယ်လို့ပြောတာနော်တကယ်တော့လောင်လားမောရှေကိုဖျားလာခေါ်တဲ့အချိန်မှာခြုံပုတ်ထဲကနေပြီးတော့မီးကိုတွေ့တယ်တဲ့ဒါပေမဲ့မီးဟာလို့ချင်းခြုံပုတ်ကိုမလောင်ဘူးတဲ့စောစောကကျွန်တော်ပြောခဲ့တယ်အဲ့ဒီထာဝရလောင်တော်မီးကန့်နဲ့ရောတော်မီးဟာတဲ့ပထမရှေးဥခဏကအဲ့ဒီစာဒာမတ်နဲ့သူ့ရဲ့နောက်လိုက်မကောင်းတဲ့ကောင်းကင်တမန်တွေအတွက်ပြင်ဆင်ထားတယ်လို့ပြောတယ်နော်ဒါဆိုကျွန်တော်စဉ်းစားကြည့်တာစာဒာနဲ့ကောင်းကင်တမန်တွေကနာဝိညာဉ်ဖြစ်တယ်နာဝိညာဉ်တွေကမီးရှို့လို့ရမလားစဉ်းစားကြည့်ပါကျွန်တော်တို့ကတော့အယိုးတွေအသားတွေအဲ့ဒါသပင်တွေရှိတယ်ကွာအဝတ်စားတွေလည်းခွင့်ထားတယ်ကွာငါတို့ကမီးလောင်ရင်မီးရှို့ရင်တော့လောင်နိုင်တာပေါ့ကောင်းကင်တမန်နဲ့နတ်ဆိုးသူတို့ကိုတဲ့ဒီဒုတိယသေခြင်းနဲ့ဒုတိယသေခြင်းကိုပုံဆောင်ထားတဲ့မီးအိုင်နဲ့သူတို့ကိုဖျက်ဆီးဖို့တဲ့ဒါဆိုရင်သူတို့ကိုအဲ့ဒီမီးရှို့ပြီးဖျက်လို့ရမလားပြီးတော့မာလကိအနာဂတိကျမ်းခိုင်း၄ငယ်1နဲ့ 2 Peter 3:7 မှာနောက်ဆုံးမှာဒီကဘာကြီးကဘာနဲ့တူလဲဆိုတော့ရိုးပြက်တွေကိုမီးလောင်တဲ့တူလို့ပြောတာနော်ရိုးပြက်တွေမီးလောင်တဲ့တူတယ်ဒါကဘာကိုဖော်ပြလဲစောစောတုန်းကပြောခဲ့သလိုကဘာကြီးကမှန်တယ်နောက်ဆုံးမှာမီးအပြင်ဆေးကြောမဲ့လို့ဆိုတော်လဲပဲစောစောကကျွန်တော်ပြောတာတကယ်ပဲမီးဟာအပြစ်နဲ့မကောင်းမှုဒုစရိုက်အားလုံးကိုဆေးကြောနိုင်သလားရေကတော့မဆေးကြောနိုင်မီးကတကယ်ဆေးကြောနိုင်သလားကျွန်တော်အမြင်ကမဆေးကြောနိုင်ဆေးကြောနိုင်တာဘုရားသခင်ပဲဘုရားသခင်ရဲ့တကူတော်ပဲဖြစ်တယ်ရေအားဖြင့်ကဘာကြီးရဲ့မကောင်းတဲ့အနိဋ္ဌာယုံမကောင်းမှုဒုစရိုက်တွေကြီးပွားမှုကိုဘုရားကတစိတ်တသေးတာအပြင်တားဆီးခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့နားလည်ဖို့ကဘုရားကရေကိုဖန်တီးပြီးတော့လူတွေကိုတတ်ချင်လို့နောယေအချိန်ကာလမှာဒီရေလွှမ်းမိုးခြင်းကိုဖြစ်စေတာမဟုတ်ဘူးနော်ဖခင်ရဲ့အကြံစီကလူတိုင်းကနောအေးရဲ့သတင်းစကားကိုလက်ခံပြီးတော့ဒီသင်္ဘောထဲမှာဝင်ဖို့အလိုရှိတယ်ထိုနည်းတူပဲနောင်ကာလမှာဘုရားကဒီကဘာကိုအသက်ပြုပြင်မယ်လို့ပြောတဲ့အခါမှာတော့ကျွန်တော်တို့ကိုတော့မီးအားဖြင့်လို့ပြောထားတယ်နော်ဒါမဲ့တကယ်ကြတော့ကဘာကိုအသက်ပြုပြင်မှာကဘုရားရဲ့တကူတော်ပါပဲတိုးတော့အဲ့ဒီမီးနဲ့ပုံဆောင်ထားတဲ့အသက်ပြုပြင်ခြင်းဟာမကောင်းမှုနဲ့အပြစ်ဒုစရိုက်မှန်သမျှကိုဖျက်ဆီးသွားမှာဖြစ်တယ်ထာဝရချုပ်ငြိမ်းစေမှာဖြစ်တယ်ဒါပေမဲ့ဘုရားကကျွန်တော်တို့ကိုအဲ့ဒီထဲမှာပါစေချင်တာမဟုတ်ဘူးခရစ်တော်ကိုယုံကြည်ပြီးတော့ဖန်ဆင်းခြင်းကိုယုံကြည်ပြီးတော့ကယ်တင်ခြင်းကိုယုံကြည်ပြီးတော့ထာဝရအသက်ရဖို့ဘုရားကအလိုရှိတယ်တေးကြတယ်တနေ့ကျတော့ဒီကဘာကြီးကကျမ်းစာမှာဖော်ပြတဲ့အတိုင်းမီးနဲ့အသစ်ပြုပြင်မယ်လို့ဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရတယ်ဖခင်ကနောအေးချိန်မှာလူတွေကိုရေလက်လွှမ်းမိုးပြီးတော့တတ်ဖို့ရန်မရည်ရွယ်ပါဘူးเนาะထိုနည်းတူပဲကျွန်တော်တို့ခေတ်အချိန်ခါမှာလဲဖခင်သခင်ကနောက်ဆုံးမှာကဘာကို recycle လုပ်မဲ့မီးနဲ့
ပုံဆောင်ထားတဲ့သူ့ရဲ့တကိုးတော်အပြင်ပြုတ်ပြင်းတဲ့အချိန်မှာကျွန်တော်တို့ကိုထာဝရဆုံးရှုံးသွားမှပျက်စီးသွားမှကိုအလိုမရှိပါဘူးဒီနေ့ဗျာဒိတ်ကျမ်းခန်းကြီး14မှာအငယ်6ကနေ17မှာပေါ့နော်တရားစီရင်ဆိုတဲ့ထာဝရဧဝံဂေလိအကြောင်းကိုဖော်ပြသွားတယ်နော်အဲ့ဒီမှာမှအထူးသဖြင့်ကျွန်တော်အနေနဲ့တင်ပြသွားတာကြတော့ဒုတိယသေခြင်းဆိုတာကျွန်တော်တို့အဆက်ဆက်နားလည်ထားတဲ့ဘုရားကငါတို့ဒီနေ့ကြတော့ဒီမယုံကြည်တဲ့လူတွေကဲတင်ခြင်းကိုလက်မခံတဲ့လူတွေမိရှုလိုက်မယ်တချို့ကတနာရီလောင်မယ်တချို့ကတပတ်လောင်မယ်တချို့ကတော့နည်းနည်းကြာမယ်နော်တလလောင်မလားမသိအဲ့ဒီအရာဒီကျမ်းစာနဲ့တည်တည်ချာချာပြန်လဲစစ်ဆေးလိုက်တဲ့အခါမှာဘယ်လိုပြောရောက်ပါရတည်လို့မရအောင်နော်တကယ်လို့ကျွန်တော်တို့ကခေါင်းမာပြီးတော့မီးရှို့အောင်မယ်ဆိုရင်အဲ့ဒီမီးကတော့နှစ်ပေါင်း1000မကဘူးအဆက်ဆက်လောင်နေမယ်နော်လောင်နေတဲ့လူကလည်းငြိမ်းလို့မရဘဲနဲ့ထာဝရခံစားနေရမယ်ဒါကျမ်းစာတွေကပြောတာကျမ်းစာထဲမှာအဲ့လိုပဲရေးထားတာဟုတ်တကယ်လို့ကျွန်တော်တို့ကအဲ့ဒါကြီးကိုမီးလို့တကယ်လို့ဘာသာပြန်မယ်ဆိုရင်အဲ့ဒါအကုန်လုံးကိုအဲ့လိုပြန်ရတော့မယ်အဲ့ဒီထဲမှာဝင်တဲ့လူတွေကလည်းနေညမပြတ်ခံစားနေရမယ်ထာဝရကာလခံစားနေရမယ်ဒါပေမဲ့ကျမ်းစာကအဲ့ဒါကိုဆိုလိုချင်တာမဟုတ်ဘူးเนาะဒုတိယသေခြင်းဆိုတာကဖျားသခင်နဲ့ထာဝရဝေးကွာသွားခြင်းသာဖြစ်တယ်ဒုတိယသေခြင်းကိုရရှိတဲ့ပုဂ္ဂိုလ်တွေကလည်းဒီကဘာကိုဘုရားကအသစ်ပြုပြင်ဖန်တီးတဲ့အထဲမှာပါသွားမှာပေါ့ဥပမာ recycle ထဲမှာပါသွားမှာပေါ့နော်နောက်တစ်ခုကဒီသတင်းစကားကဗျာဒိတ်ကျမ်းရဲ့သတင်းစကားကဘုရားသခင်ရဲ့ယံသူတွေကတနေ့ကျတော့လုံးဝဆုံးရှုံးမှာပဲဒါကိုကျွန်တော်တို့ကိုအတိပေးထားတယ်ဒါကြောင့်မို့ဒါကသတင်းကောင်းဖြစ်တယ်နောက်ပြီးတော့ဒီသတင်းစကားကဒုတိယသေခြင်းနဲ့ပတ်သက်ပြီးတော့အတိပေးထားတယ်နော်ဒုတိယသေခြင်းဆိုတာပထမသေခြင်းဟာနီလာမျိုးစုံနဲ့သေနိုင်တယ်နော်ဒုတိယသေခြင်းကတော့ဖျားသခင်နဲ့ထာဝရဝေးကွာခြင်းဆုံးရှုံးခြင်းသာဖြစ်တယ်လို့ကျွန်တော်နားလဲတယ်ဒီနေ့သတင်းစကားကသတင်းကောင်းဖြစ်တယ်ဘာကြောင့်လဲကျွန်တော်တို့ဝိပုကိုးကွယ်နေသောဖယားကဖန်ဆင်းရှင်ဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ကယ်တင်ရှင်လည်းဖြစ်တယ်နော်ဒါကြောင့် the gospel of judgment ဗျာဒိတ်ကျမ်းခန်းကြီး14အငယ်6ကနေ17မှာတင်ပြထားတဲ့တရားစီရင်ခြင်းသတင်းစကားသည်ကျွန်တော်တို့တတ္တမနေ့မျှော်လင့်ခြင်းအသင်းသူအသင်းသားများသာမကစัจ java လာမှာရှိတဲ့ကဘာမှာရှိတဲ့ကျွန်တော်တို့အိမ်နီးနားချင်းများအပါအဝင်ရောက်တိုင်းကိုဝေငှရမယ်ထာဝရဧဝံဂေလိသတင်းကောင်းဖြစ်တယ်ဆိုတာကိုတင်ပြရင်းနဲ့ဏိဂုံးချုပ်ချင်ပါတယ်ဘုရားသခင်ကကျွန်တော်တို့တယောက်စီပေါ်မှာကြွယ်ဝများပြားစွာသောကောင်းကြီးမင်္ဂလာတောင်းလောင်းပါစေ